ဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့ဇူလိုင်လ18ရက်နေ့ရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုစုစည်းရတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဦးဆုံးသတင်းအနေနဲ့ကတော့ Real Madrid အသင်းနဲ့ Michael Olise တို့ရဲ့သတင်းမှာသတင်းတွေအရတော့ Real Madrid ရဲ့ဥက္ကဋ္ဌ Florentino Perez က Michael Olise ကိုအသင်းရဲ့နောက်ထပ်Galactico ခေါ်ယူမှုဖြစ်မြင်ထားပြီးတော့အခွင့်အရေးရတဲ့ကမ်းလှမ်းသွားမှုရှိပါတယ်။ဒါပေမဲ့ Bayern Munich အသင်းကတော့ Michael Olise ကိုရောင်းချဖို့အစီအစဉ်မရှိဘဲနဲ့စာချုပ်သစ်ကမ်းလှမ်းမှုပြင်ဆင်နေပါတယ်။ League Cup သတင်းစာရဲ့ဖော်ပြချက်အရတော့ Michael Olise ကိုယ်တိုင် Real Madrid အသင်းကိုပြောင်းရွှေ့ခြင်းနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ Arsenal အသင်းက Club Brugge အသင်းရဲ့ Greek တောင်ပံကစားသမား Christo Zoli ကိုပေါင်34သန်းဝန်းကျင်နဲ့ခေါ်ယူဖို့သဘောတူညီမှုရထားတယ်လို့သိရှိရပါတယ်။ဒီကစားသမားက Leandro Trossard ထွက်ခွာမယ့်နေရာကိုအစားထိုးဖို့ရည်ရွယ်ထားတာဖြစ်ပြီးတော့အသင်းရဲ့တိုက်စစ်ကိုပုံမအားကောင်းစေလာမယ်လို့ခေါ်ယူမှုလို့သုံးသပ်နေကြပါတယ်။ Zolis တင်မကပဲနဲ့ Aston Villa အသင်းရဲ့ကျယ်ပွင့် Morgan Rogers ကိုလည်း Arsenal အသင်းကတရားဝင်ကမ်းလှမ်းမှုပြင်ဆင်နေပါတယ်။ကစားသမားဘက်နဲ့လည်းဆွေးနွေးမှုကအဆင်ပြေနေပြီးတော့ Arsenal ကနောက်ထပ်ရာသီအတွက်အင်အားကြီးအသင်းဖြစ်တည်ဆောက်ထားဖို့ရည်ရွယ်နေတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Manchester United အသင်းကတော့ Belgian ကွင်းလယ်လူ Yuri Tielemans ကိုခေါ်ယူပြီးနောက်မှာကွင်းလယ်ကိုထပ်မံအားဖြည့်ဖို့ဆက်လက်စီစဉ်နေပါတယ်။အခုချိန်မှာနောက်ထပ်ကွင်းလယ်ကစားသမားတဦးအတွက်ဆွေးနွေးမှုတွေလှုပ်ဆောင်နေပြီးတော့အပြောင်းအရွှေ့ဈေးကွက်မှာဆက်လက်လှုပ်ရှားဖို့ရှိပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂါဘွန်အသင်းရဲ့ဝိုင်းရင်တိုက်စစ်မှုကြီး Pierre-Emerick Aubameyang ဟာမမျှော်လင့်ထားတဲ့အပြောင်းအရွှေ့တစ်ခုဖြစ် Spain Club Deportivo အသင်းကိုပြောင်းရွှေ့ဖို့သဘောတူထားတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။စစ်စစ်မှုသာအောင်မြင်ရင်တရားဝင်ကြီးညာဖို့သာကြံရှိတော့မှာဖြစ်ပါတယ်။ဒါတွေအားလုံးကဇူလိုင်လ18ရက်နေ့ရဲ့နောက်ဆုံးရအပြောင်းအရွှေ့ဘောလုံးသတင်းတွေပါ။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။